ကျော်ထူးနဲ့တူလိုလူပြောများနေရဲ့ဇော်ရှိုင်းထက်ပရိသတ်များအားလုံးမင်္ဂလာပါရှင်ဒီနေ့မှာတော့ social media ပေါ်မှာခရရိုက်နေတဲ့အကြောင်းအရာတစ်ခုကိုပရိသတ်တွေကိုယူဆောင်လာခဲ့ပါပြီအဲ့ဒါကတော့လက်ရှိလူငယ်တွေကြားမှာအရန်ရေပန်းစားအောင်မြင်နေတဲ့ကိုရီးယားမင်းသားလေးလို့ချုံမော်လာပါတယ်အဆိုတော့တရုတ်ဆောင်ဇော်ရှိုင်းထက်နဲ့ပတ်သက်တဲ့သတင်းပါပဲသူရဲ့အနုပညာလှူရှားမှုတွေကြောင့်သတင်းဖြစ်နေတာမဟုတ်ဘဲဝိုင်းရင်ဟာသားတရုတ်ဆောင်ကြီးဦးကျော်ထူးနဲ့ရုပ်ချင်းဆင်တူတွေဆိုတဲ့မှတ်ချက်တွေအပြင်နောက်ပြီးတော့မင်းသမီးကျော်လေးပွင့်နဲ့ချစ်သူတွေဖြစ်နေပြီဆိုတဲ့သတင်းတွေကြောင့်ပဲဖြစ်ပါတယ်ဇော်ရှိုင်းထက်ဆိုတာနဲ့ပရိသတ်ကြီးတို့သိကြတဲ့အတိုင်းပါပဲလက်ရှိမြန်မာနိုင်ငံရဲ့ထိပ်တန်းလူငယ်နုပညာရှင်တွေထဲမှာတယောက်အပါဝင်ဖြစ်ပြီးတော့သူ့ကိုမိန်းကလေးပရိသတ်တွေကမြန်မာပြည်ရဲ့ကိုရီးယားအိုက်ဒေါလို့တောင်တင်စားခေါ်ဝေါ်ရလောက်အောင်သေးသေးလို့အားပေးနေကြတာပါကိုပိုင်သချင်းတွေခါပါဆောင်းတွေနဲ့ပရိသတ်ရင်တွေကိုရောက်ခဲ့တယ်လို့တရုတ်ဆောင်ပိုင်းမှာလည်းသူ့ရဲ့အရေးချင်းတွေကိုပြသနိုင်ခဲ့ပါတယ်အထူးသဖြင့်တော့သူ့ကိုပရိသတ်တွေကြားမှာပေါက်သွားစေခဲ့တာက BL ဇလန်တွဲတွေကနေတဆင့်မှာပဲအထူးသဖြင့်မင်းသားကျော်ဗီတာမင်နဲ့တွဲဘက်တရုတ်ဆောင်တဲ့အခါမှာသူတို့နှစ်ယောက်ရဲ့အတွဲညီညီတရုတ်ဆောင်မှုတွေကြောင့်ဗီတာရှိုင်းဆိုပြီးတော့ပရိသတ်တွေကြားရှစ်ခဲကြပြီးမိန်းကလေးပရိသတ်တွေရဲ့အားပေးမှုတွေကိုအခိုင်အမာရရှိခဲ့ရပါဇော်ရှိုင်းထက်ရဲ့ပရိသတ်အင်အားကလည်းမသေးလှပါဘူးဒါကြောင့်လေလွန်ခဲ့တဲ့အချိန်ကဇော်ရှိုင်းထက်ကိုမျက်စောင်းထိုးမိတဲ့ခင်ရနာဆိုးနဲ့သူ့ကိုဝေဖန်ပြောဆိုခဲ့တဲ့ဆီယာမမိနိုင်တို့ကိုဇော်ရှိုင်းထက်ရဲ့ဖန်တွေက social media ပေါ်မှာအပြင်းထန်ဝေဖန်ခဲ့ကြလို့ပွဲအကြီးကျယ်ဖြစ်ခဲ့ပူပါတယ်။ဒါဟာဇော်ရှိုင်းထက်ရဲ့ပရိသတ်အင်အားဘယ်လောက်ထိကြီးမားလဲဆိုတာကိုပြသနေတဲ့သက်သေတစ်ခုပါပဲ။ဒီလိုမျိုးအခိုင်အမာရပ်တည်ပေးနေတဲ့ပရိသတ်တွေရှိနေတဲ့ကြားကပဲအခုတခါမှာတော့ဇော်ရှိုင်းထက်ကိုပရိသတ်တွေကအချစ်နဲ့စားနောက်နေကြတဲ့အကြောင်းအရာတစ်ခုထွက်ပေါ်လို့လာခဲ့ပါတယ်။အဲ့ဒါကတော့ဇော်ရှိုင်းထက်ရဲ့ရုပ်ရည်ဟာဝိုင်းရင်ဟာသားတရုတ်ဆောင်ကြီးဦးကျော်ထူးနဲ့ရုပ်ချင်းစင်တူနေရေးဆိုတဲ့ပြောစကားတွေပါပဲ။ဒီလိုပြောကြတာကလည်းအကြောင်းရင်းတစ်ချက်ရှိပါတယ်။ပထမတစ်ချက်ကတော့မင်းသမီးကျော်ပွင့်ကအရင်ကရုပ်ရှင်တွေဗီဒီယိုတွေမှာဦးကျော်ထူးနဲ့မကြာခင်နောက်ဆိုသလိုတွဲဘက်တရုပ်ဆောင်ခဲ့ပူတာရဲ့အခုဇော်ရှိုင်းထက်နဲ့ပွင့်တို့ကချစ်သူတွေဖြစ်နေပြီဆိုတဲ့သတင်းတွေရဲ့အကြောင်းဖြစ်ပါတယ်။ဒုတိယအရေးကြီးဆုံးအချက်ကတော့ဇော်ရှိုင်းထက်ရဲ့နှာတန်းနဲ့နှာခေါင်းပုံစံဟာဦးကျော်ထူးရဲ့နှာခေါင်းနဲ့တထရာလေးတူနေရဆိုပြီးဓာတ်ပုံတွေနဲ့ရှင်းပြကစားနောက်နေကြတာဖြစ်ပါတယ်။ဒီအပေါ်မှာတချို့တွေကတော့ဇော်ရှိုင်းထက်ကိုဆက်ဆက်ထိမခံသူ့ရဲ့အမာခံပရိသတ်တွေကိုတမင်စနောက်ချင်လို့ကျော်ထူးလက်သစ်ဆိုပြီးတော့ခေါ်ဝေါ်နေကြတာမျိုးလည်းရှိပါတယ်။တကယ်တော့ဇော်ရှိုင်းထက်နဲ့ပွင့်တို့ဟာသချင်း music video အသစ်တစ်ခုကိုအတူတူရိုက်ကူးနေကြတာဖြစ်ပြီးအဲ့ဒီ music video ထွက်မလာခင်မှာကြိုတင်ပြီးတော့ promotion ဆင်းတဲ့အနေနဲ့အခုလိုမျိုးချစ်သူတွေဖြစ်နေကြပြီဆိုတဲ့သတင်းကိုတမင်ဖန်တီးခဲ့ကြတာဖြစ်ပါတယ်။မီဒီယာတွေကလည်းဒီကိစ္စကိုပို့ပြီးတော့လူစိတ်ဝင်စားအောင်မေးမြန်းကြအသားပေးဖော်ပြကြတော့လူတွေကြားထဲမှာသူတို့နှစ်ယောက်တကယ်ချစ်သူတွေဖြစ်နေကြပြီဆိုပြီးအထင်မှားခဲ့ကြတာပါ။ဘယ်လိုပဲဖြစ်ဖြစ်ဒီကိစ္စကတော့လူတွေရဲ့အာရုံစိုက်မှုတွေကိုရယူနိုင်ခဲ့တဲ့အောင်မြင်တဲ့ marketing plan တစ်ခုလို့ဆိုနိုင်တယ်လို့ပရိသတ်တွေကြားမှာလည်းပြောစရာအဆစရာနောက်စရာကိစ္စဖြစ်သွားခဲ့တာတော့အမှန်ပါပဲပရိသတ်ကြီးတို့အနေနဲ့ရောဇော်ရှိုင်းထက်ကိုပွင့်နဲ့တကယ်သားချစ်သူတွေဖြစ်သွားခဲ့ရင်သဘောတူကြပါသလားပြီးတော့ဇော်ရှိုင်းထက်ကရောတကယ်ပဲဝိုင်းရင်လူရှင်တော်ကြီးဦးကျော်ထူးနဲ့ရုပ်ချင်းဆင်တူတယ်လို့ထင်လားဆိုတာမှတ်ချက်ပေးခဲ့ပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်